လွမ်းပိုင်တဲ့ကိစ္စအပြီးမှာဆိုင်းစီတွန်ခန်းကိုမျက်စိကျလာတဲ့နော်ဖောအေထားကတော့အခုချိန်မှာချစ်သူအသေးလေးတယောက်ကိုမျက်စိကျလာခဲ့ပါပြီ။အဲ့ဒါကတော့ဒေါက်တာဆိုင်းစီတွန်ခန်းပါ။ဒါကြောင့်လေအမျိုးသမီးပရိသတ်တွေကဆိုင်းစီတွန်ခန်းနဲ့ဇလန်းစားဖို့စူးစမ်းနေတဲ့ဆိုတဲ့နော်ဖောအေထားကိုစိတ်ဆိုးဒေါသထွက်နေကြတာပါ။အလုံးသိကြတဲ့အတိုင်းဆိုင်းစီတွန်ခန်းဆိုတာကတော့အမျိုးသမီးပရိသတ်တွေရဲ့အသေးကျော်မင်းသားတလက်လို့ဆိုရမှာပါ။ဆိုင်းစီတွန်ခန်းဟာဒီငိမ်ကရင့်ကျက်ပြီးယောက်ျားပီသားတဲ့တရုတ်ဆောင်မင်းသားတလက်ဖြစ်ပါတယ်။ဒါအပြင်ဆရာဝန်တယောက်လည်းဖြစ်နေတာပါ။အထူးသဖြင့်ဆိုင်းစီတွန်ခန်းဟာကျင်ဖော်ဆက်လန်းတွေမှာတည်ငြိမ်ရင့်ကျက်စွာနဲ့ gentleman style တရုတ်ဆောင်နေတာကြောင့်လည်း main ကလေးပရိသတ်တွေကအကြိုက်တွေ့ကြတာပါ။ဒီလို main ကလေးပရိသတ်တွေရဲ့အသေးကျော်ပဲလော်မင်းသားကိုမှချင်းကပ်လာတာကတော့မင်းသမီးနော်ဘောအေထားဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုရက်ပိုင်းမှာတော့ငလျင်ဘေးတင်ပြည်သူတွေအတွက်ဂီတရုပ်ရှင်သဘင်အစည်းအရုံးကအမှုပညာရှင်တွေဟာရမုံငွေပဒေသာကပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ဒီလိုရမုံငွေကျင်းပဖို့ဇက်တိုက်တဲ့နေရာမှာနော်ဖောအေထားနဲ့ဆိုင်းစီတွန်ခန်းအပါအဝင်တခြားသောအမှုပညာရှင်တွေများစွာပါဝင်တာပါ။ဒီလိုအချိန်မှာနော်ဖောအေထားဟာဆိုင်းစီတွန်ခန်းကိုမကြာခဏခိုးကြည့်တာကိုမြင်နေခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်နော်ဖောအေထားဟာဆိုင်းစီတွန်ခန်းကိုစိတ်ကောက်တဲ့ပုံစံလေးတွေကတကယ်ကိုအသက်ဝင်လာတာပါ။နော်ဖောအေထားနဲ့နေထွက်ဟာလေပြဿနာအတူတူတရုတ်ဆောင်ပေမဲ့နော်ဖောအေထားဟာဆိုင်းစီတွန်ခန်းနဲ့လောက်တရုတ်ဆောင်တာအသက်မဝင်တာဖြစ်ပါတယ်။ဒါကြောင့်လေပရိသတ်တွေကနော်ဖောအေထားဟာလွမ်းပိုင်တဲ့ကိစ္စပြီးတော့ဆိုင်းစီတွန်ခန်းကိုမျက်စိကျလာပြီလားဆိုပြီးထင်ကြီးပေးနေကြတာပါ။ချစ်စရာကောင်းကကြာရဇက်ရုပ် character မျိုးစုံကိုတရုတ်ဆောင်နိုင်တဲ့မင်းသမီးလေးနော်ဖောအေထားဟာအခုဆိုဇက်လန်တွေရုပ်ရှင်ဇာတ်ကားကြီးတွေလက်မလဲအောင်ရိုက်ကူးနေရတဲ့မြန်မာနိုင်ငံရဲ့အထိပ်တန်းမင်းသမီးတစ်လက်ဖြစ်နေပါပြီ။နော်ဖောအေထားဟာအမှုပညာအလုပ်တွေမှာအောင်မြင်မှုတွေများစွာရနေပေမဲ့လူမှုရေးအချစ်ရေးကိစ္စမှာတော့တော်တော်လေးမျက်နှာများတယ်လို့နာမည်ကြီးနေတာပါအထူးသဖြင့်မင်းသမီးနော်ဖောအေထားဟာအမှုပညာအလုပ်တွေမလုပ်ခင်တာမန်တက္ကသိုလ်ကျောင်းသူဘဝမှာကတည်းကသူမရဲ့ရုပ်ရည်ချောမောလှပမှုနဲ့ချစ်စရာပုံစံလေးဖြစ်နေခဲ့တာကြောင့်တက္ကသိုလ်မှာနာမည်ကြီးနေခဲ့တာပါဒါကြောင့်လေနော်ဖောအေထားကိုလိုက်လံပိုးပန်းကြတဲ့ယောက်ျားတွေကလည်းအများကြီးပါပဲဒီအတွက်ကြောင့်လေကြီးစားတွေအများကြီးထားခဲ့တယ်လို့ဆိုပါတယ်နော်ဖောအေထားဟာအနုပညာလောကထဲမှာလည်းတော်တော်လေးကိုရည်စားများခဲ့တာပါ။ဒါကြောင့်လေတိတ်မကြသေးခင်ကအရှုပ်တော်ပုံတွေဖြစ်လာတာဖြစ်ပါတယ်။အထူးသဖြင့်နော်ဖောအေထားဟာဘော်ဘီဆော်စာနဲ့နှစ်ပေါင်း30ကျော်တွဲခဲ့တဲ့လွမ်းပိုင်ကိုလည်းစနိုက်ခဲ့တယ်လို့တခြားတငယ်ချင်းတွေရဲ့ချစ်သူကိုလည်းစနိုက်ကြော်ခဲ့တယ်ဆိုပြီးသတင်းတွေထွက်လာတာပါ။ဒါကြောင့်လေဆိုင်းစီတွန်ခန်းရဲ့အမာခံအမျိုးသမီးပရိသတ်တွေကတော့နော်ဖောအေထားနဲ့သူတို့ရဲ့မင်းသားကိုတစ်ဆက်ကလေးမှသဘောမတူကြတာပါအထူးသဖြင့်ဆိုင်းစီတွန်ခန်းရဲ့အမျိုးသမီးပရိသတ်တွေကတော့သူတို့ရဲ့ဒေါက်တာလေးကိုတသက်လုံးအားပေးနေကြတာမို့ဘွဲတွေအများကြီးဖြစ်နေတဲ့နော်ဖောအေထားနဲ့မတွဲစီချင်တာပါဒါပေမဲ့လည်းနော်ဖောအေထားဘက်ကဆိုင်းစီတွန်ခန်းကိုဘယ်လိုသဘောထားသလဲဆိုတာကိုမသိနိုင်ပါဘူးအထူးသဖြင့်နော်ဖောအေထားမှာလည်းအခုလက်ရှိအချိန်မှာချမ်းသာကြွယ်ဝတဲ့ချစ်သူလေးရှိနေတာပါဒါကြောင့်လည်းဆိုင်းစီတွန်ခန်းကိုကြိုက်နေတာမဖြစ်နိုင်ပဲလူတွေအထင်လွဲနေတာဖြစ်နိုင်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဆိုင်းစီတွန်ခန်းနဲ့နော်ဖောအေထားရဲ့ဆက်ဆံရေးကိုဘယ်လိုမြင်ကြသလဲဆိုတာကိုပြောပြသွားကြပါအောင်ရှင်။